အရှင်ဖေယားတပည့်တော်သည်ယခုပြုရသောကုသိုလ်ကောင်းမှုစုစုနှင့်တကွအတိတ်ဘဝကပြုခဲ့မှုသောကုသိုလ်ကောင်းမှုကံစေတနာစုစုတို့ကြောင့်ဘုရားတပည့်တော်သည်ယခုချိန်မှစပြီးဖြစ်လျက်ဘဝစတာဥပိ္ပခာဟုဆိုသောပြစ်ပယ်ခံရခြင်းတရားနှင့်ချစ်သူခင်သူမိတ်ဆွေပေါင်းတို့၏လိမ်လည်လှည့်ပြားခြင်းမှကင်းဝေးရပါစေသာအရှင်ဖေယားဝကြွေးများရှိခဲ့ရင်လည်းဒီဘဝတည်မြတ်နေတာကြည်ရပါလို့ရှင်ဖေယား来，不得来个过嘛？哎，对的，别去吧，风干来吧，风的干。